အိမ်မှာချက်စားရုံနဲ့မကဘူးစီးပွားပြစ်ပါလှုပ်ရှားလို့ရတဲ့ချက်စီတမင်းချက်နီးလေးဖော်ပြပေးလိုက်ပါတယ်အရင်ဆုံးချက်သားတဲ့ချက်ရိုးတွေကိုစားဟင်းခတ်မုံပေါ့နော်နနမေမြင့်ငရုတ်ကောင်းတွေထည့်ပြီးတော့ပြုတ်ပါမယ်အမြုပ်တွေကိုတော့ဒီလိုဖယ်ထားမယ်နော်နိုင်ဝက်လောက်ကြာလေးမီးအေးနဲ့ပြုတ်ထားပါမယ်ပြုတ်ထားတဲ့အချိန်မှာဆန်ဆေးပါမယ်ဆန်ကိုမိမိချက်မဲ့ပမာဏအတိုင်းဆေးထားပါမယ်နော်ဆေးပြီးရင်တော့တခြားလေးစစ်ထားပေးပါမယ်ပြီးရင်ချက်စီတမင်းနဲ့တွဲစားဖို့ပဲငပိရေဖြိုပါမယ်ချင်းချက်သွန်ပြူနနံပေမြင့်နဲ့ငရုတ်သီးတွေကိုဟောဒီလိုကြိတ်ထားလိုက်ပါမယ်ပြီးရင်ပဲငံပြာရေပဲငပိစားတခြားဟင်းခတ်မုံပေါ့နော်ကြာညွတ်တွေကိုထည့်ပြီးတော့တင်းတလို့ရောဆက်ထည့်ပါမယ်ဒါဆိုရင်တော့ချက်စီတမင်းနဲ့တွဲစားဖို့ပဲငပိရေရပါပြီချက်သားကိုနိုင်ဝက်လောက်ကြာရင်လေခုလိုဆယ်ထားလိုက်ပါမယ်တအားပြော့သွားရင်ပုံမလှဘူးဖြစ်မှာဆိုလို့ပါချက်ပြုတ်ရည်အိုးတွေကိုလေကြောက်ပြုံလေးလေးထည့်ပြီးတော့လဲတည်ထားပါမယ်နော်ဒါမှချိုးမှာပါဒါကတော့ချက်စီတမင်းစချက်ပါပြီချက်စီဘက်တွေကိုခုလိုစီထွက်လာအောင်ကြော်ပြီးတော့နနံပင်မြစ်တွေချင်းတွေထည့်ပြီးတော့စီတက်ပါမယ်ပြီးရင်ချက်မဲ့ဆန်တွေထည့်ပါမယ်ပြီးရင်ရတာအတွက်စားချုံမုတ်ငရုတ်ကောင်းနည်းနည်းထည့်ပါမယ်အလုံးကိုနှက်ဆက်သွားအောင်မှွေပြီးပြီဆိုရင်တော့ချက်မဲ့အိုးတွေကိုထည့်ပါမယ်ကိုချက်မဲ့ဆန်ပမာဏအတိုင်းပေါ့နော်ရေကိုပုံမှန်ချက်နေကြထည့်ပါမယ်ချက်လိုက်ပါမယ်ဒါဆိုရင်တော့ချက်စီတမင်းလေးရပါပြီအိမ်မှာချက်စားဖို့နဲ့မကဘူးစီးပွားပြပါလောက်ရောက်တဲ့ချက်စီတမင်းလေးဖြစ်လို့တခြားလေးလှုပ်ရှားကြည့်ကြပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်